နေတဲ့ဆောင်သူရွှေရောင်ထိန်ကြီးကိုရောကြီးကခုံးပြီးထင်မောမင်းတုတ်တော်ဤရာပြောမြောက်စားမာယာဖြာမာဝါမြောက်တတ်စေမိရှုမြင်၍ပြိုလွင်ရွယ်ကိ16နှစ်ဝဲကတိအားလေတာဝရိ၌မာဂိန်တကြကဲလာသူစံစာရွှင်ပြောနနုစာ၍ရွေတော်နုမျိုး29ရီလေးမျိုးစီစဉ်နမိတ်မြေကပျော်ရွှင်နိုင်မှုတင်စားဦးနိုင်စိတ်ကူးကြံစီထွက်တော်မည်ဟုရွှေပြည်3ရက်ရွှေရောင်ဟတ်သည်ပြတ်သက်သုံးဆောင်မဖုံးကောင်းနှင့်ထုံနောင်ရှင်ပဲ့ပန်းပနဲ့ကြောင့်ဆက်ဆက်တန်တရာကဘာဘာကပါရမီတော်မျိုးဒုဆုံးဖြိုးလျက်ချစ်ကြိုးပွဲွယ်ရတော်မေဒီရွှေရင်တော်ဘွားလူနုထွားသည်တာယာဟုလာပလဲညာနှင့်တာကီဝင်ပေါင်းဆွေရှိတောင်းကိုရှုဆောင်ကြည့်ကမငဲ့ညာပဲခွဲခွာမျောရှုတပီညုကိုဥရဝေလာဟေမဝါ၌ခွေရှာစီစစ်အာကုန်တင်လျက်6နှစ်ကြာကြာခဲရင်စွာတိဒုက္ခရာစရိယခြင်းပြီးမှလေကမ္ဘာဥကိုင်းတို့ဘုကိုင်းသည်မန္နိုင်ပွေချက်မြေကနေတွင်ရွှေဆက်တော်ရင်ရွှေပလင်း၌ရွှေချင်းသေးကြီးမဟုတ်ပြီးသူပိရိယောင်ဆိုညောင်ညိုညိုဝဲမောင်ဆိုသည်မြယံပပကိုတဇမထေကုံတုတ်သည်၍သဗ္ဗညုစစ်ဖျားဖြစ်လျက်9နှစ်စွန့်ကဲဝါ40တွင်ပြုဝဲဟုပြီးကြံမရှိ၍ကုသီနာယောမြိုင်ရကုန်၌နှစ်ဆုံးပင်မီပြိုအင်းကြီးဝဲထံရင်ဝဲရာရှိတန်ကဟန္ဒဒါနိစာရှိဖြင့်ပါဠိယုခသေရန်စာကိုတာယာငြိမ်ညောင်းနှုတ်သံပြောင်းလျက်နှွေလျောင်းပြောခွေနိုင်မှုမြေသို့ရွှေကိုယ်တော်ကိဇတ်တော်သိ၍ငြိမ်းညံ့ခေမနေဘုရားကိုအာယုံကြည်နုမျောရည်စုလျက်ရင်ကျူးမွဲ့ဆိုတပည့်တို့မြိုင်ညိုစုပေါင်းမြတ်ဥခေါင်း၌ဒီကြောင့်မျောခေါ်ဖူးပူဇော်သည်ကြွတော်မူ
မြတ်ဖယား